အခုလိုနယ်မြေအေးချမ်းရေးနဲ့အပစ်ရပ်စဲရေးတွေအပေါ်မှာအရပ်သားအစိုးရရဲ့ကိုင်တွယ်ဆောင်ရွက်ပုံတွေကြောင့်နိုင်ငံရေးအကျပ်အတည်းပိုပြီးကြီးမားသွားနိုင်တဲ့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးအမြန်ဆုံးခေါ်ပေးဖို့နိုင်ငံရေးပါတီတချို့ကတောင်းဆိုလိုက်ပါတယ်။နိုင်ငံအနောက်ပိုင်းကအကြမ်းဖက်မှုတွေအရှေ့ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေအပါအဝင်နိုင်ငံတွင်းအကျပ်အတည်းတွေအတွက်ကာလုံအစည်းအဝေးခေါ်ပြီးဖြေရှင်းနိုင်မယ့်အလားအလာရှိပါသလားဆိုတာကိုတော့မသိင်္ဂီထိုက်ကစုစည်းတင်ပြပေးထားပါတယ်ရှင်။ရခိုင်ပြည်နယ်တွင်းကအကြမ်းဖက်မှုတွေတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေနောက်ရန်ကုန်မြို့ကဖောက်ခွဲမှုတွေဆင်းရဲမွဲတေမှုတွေဟာနိုင်ငံတော်ရဲ့အထွေထွေအကျပ်အတည်းဖြစ်လာပြီးမို့ဒီအရေးကိုကင်တွယ်ဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကိုအမြန်ဆုံးခေါ်ယူပါလို့နိုင်ငံရေးပါတီ73ခုကပူးရဲကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်။တောင်းဆိုချက်ကိုပူးရဲထုတ်ပြန်ခဲ့တဲ့အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီရဲ့ဥက္ကဋ္ဌဦးသိန်းညွန့်ကအခုလိုပြောပါတယ်။တိုင်းပြည်ကအထွေထွေတက်ပြီးဖြစ်နေပြီ။ရခိုင်မှာကျွန်တော်တို့ရဲ့နေမြေတွေစိုးစိုးနိုင်တဲ့အထိအချုပ်ချာအာဏာကိုထိပါတော့မယ်။အဲ့လိုပဲအရှင်းမြောက်မှာလဲပြည်သူလူရဲ့အသက်အိုးရှိထိပါနေပြီ။ရန်ကုန်မြို့တော်ကြီးမှာလဲပောက်ကွဲမှုတွေဖြစ်နေပြီ။ဒီလိုထွေထွေတက်ပြီးအချိန်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာဖွဲ့စည်းပုံချင်းဟောပြီးနေရာတစ်မှာပြဋ္ဌာန်းလာတယ်။နေရာမှာအစိုးရဘုဖွဲ့စည်းခြင်းကိုပြဋ္ဌာန်းလာတယ်။အဲ့တော့တိုင်းပြည်ရဲ့တို့အထွေထွေတက်ပြီးကာလမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာသူ့တာဝန်ထမ်းရမှာဖြစ်တဲ့အတွက်ဒါအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကိုခေါ်ပေးဖို့ကျွန်တော်တို့တောင်းဆိုတာပါ။ရခိုင်ပြည်နယ်မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုနောက်ရှမ်းပြည်နယ်တွင်းကတိုက်ပွဲတွေမှာမြန်မာတပ်မတော်ကထဲထဲဝင်ဝင်ပါဝင်တိုက်ခိုက်နေသလိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းလုံခြုံရေးကိစ္စကိုကင်တွယ်နေတာဖြစ်ပါတယ်။တပ်မတော်ရဲ့လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်တွေဟာကာလုံအစည်းအဝေးမခေါ်တာကြောင့်အကန့်အသတ်နဲ့ဖြစ်နေရတယ်လို့လည်းအမျိုးသားဒီမိုကရေစီပါတီသစ်ပါတီရဲ့ဥက္ကဋ္ဌဦးသိန်းညွန့်ကထောက်ပြပါတယ်။တပ်မတော်ကလူတွေကအခြေခံဥပဒေနဲ့ပတ်သက်ရင်သူတို့ကကာကွယ်ရမယ့်တာဝန်ရှိတယ်ဆိုတော့သူတို့အင်မတန်လေးစားလိုက်တယ်။အခုတော်တပ်မတော်ကရခိုင်ကိစ္စနဲ့ရှမ်းပြည်ကိစ္စတွေမှာသူတို့ကအကန့်အသတ်နဲ့လုပ်နေရတယ်ဆိုတာပြောရတာသူတို့ဘက်ကလုံးတင်လုံးတဲ့အရာကိုကာလုံစည်းဝေးမခေါ်သေးတဲ့အတွက်သူတို့လုံးလို့မရတာဖြစ်နေတယ်။နိုင်ငံအရေးကိုကင်တွယ်ဖို့ကာလုံအစည်းအဝေးခေါ်ယူဖို့ဆိုတာကိုတော့နိုင်ငံရေးသုံးသပ်သူဒေါက်တာရန်မျိုးသိန်းကအခုလိုတုံ့ပြန်ပါတယ်။အစိုးရတပ်မတော်နဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကြားမှာတွဲဆုံဆွေးနွေးဖို့ကပို့ပြီးတော့လက်တွေ့ကျတဲ့ချင်းကပ်မှုမျိုးဖြစ်တယ်လို့ကျွန်တော်ကသုံးသပ်ပါတယ်။နောက်တစ်ချက်ကနိုင်ငံရေးပါတီတွေအနေနဲ့အကြံဉာဏ်ပေးတာသဘောထားပေးတာဝေဖန်တာထောက်ပြတယ်ဆိုတာဒါကတော့ကျွန်တော်အမြင်အရဒီမိုကရေစီနိုင်ငံရေးမှာဒါအကောင်းတဲ့လက္ခဏာလို့ကျွန်တော်ကမြင်ပါတယ်။ဒါပေမဲ့အဲ့လိုလုံဆောင်ချက်တွေဟာအဲ့ဒီလိုသုံးသပ်ချက်တွေဟာယထာဘူတာကြပြီးတော့ကြောင်းကျိုးစီလျော်မှုရှိဖို့တော့လိုအပ်တယ်လို့ကျွန်တော်ကမြင်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့နိုင်ငံရေးအကျိုးစီးပွားအပါအဝင်ပေါ့လေအကျိုးစီးပွားအရက်နဲ့ဆက်ပြီးတော့နိုင်ငံရေးရပွဲလန့်လုံးဖြတ်ခင်းခြင်းနဲ့ပုံစံမျိုးဖြစ်မယ်ဆိုရင်တော့ဒါဟာနိုင်ငံရေးရအင်မတန်မှမလုတ်သင့်မလုတ်ထိုက်တဲ့ခြေလှမ်းတစ်ခုလို့ကျွန်တော်ကသုံးသပ်ပါတယ်။ကာလုံအစည်းအဝေးခေါ်ယူဖို့တောင်းဆိုတဲ့နိုင်ငံရေးပါတီတွေဘက်ကတော့ကာလုံအစည်းအဝေးအမြန်ဆုံးခေါ်ယူပြီးဘယ်လိုဆောင်ရွက်ချက်တွေဆောင်ရွက်စေချင်တယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းမပြောပါဘူး။ဒီကိစ္စကိုကာလုံမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေကဆုံးဖြတ်ရမှာဖြစ်တယ်လို့ပြောဆိုပါတယ်။ကာလုံအစည်းအဝေးခေါ်ယူဖို့လက်မှတ်ထိုးတောင်းဆိုထားတဲ့နိုင်ငံရေးပါတီတွေထဲမှာတော့အရင်စစ်အစိုးရအဖွဲ့ဝင်တွေအများစုပါဝင်တဲ့ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီစစ်အစိုးရမတိုင်မီကအုပ်ချုပ်ခဲ့တဲ့မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ဖြစ်လဲတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့အပြင်2010ပြည့်နှစ်ရွေးကောက်ပွဲကာလနောက်2015ရွေးကောက်ပွဲကာလတို့မှာအသစ်ဖွဲ့စည်းခဲ့ကြတဲ့နိုင်ငံရေးပါတီတွေလည်းပါဝင်ကြပါတယ်ရှင်။သူတို့ကကာကွယ်ရမယ့်တာဝန်ရှိတယ်ဆိုတော့သူတို့အင်မတန်လေးစားလိုက်တယ်။အခုတော်တပ်မတော်ကရခိုင်ကိစ္စနဲ့ရှမ်းပြည်ကိစ္စတွေမှာသူတို့ကအကန့်အသတ်နဲ့လုပ်နေရတယ်ဆိုတာပြောရတာသူတို့ဘက်ကလုံးတင်လုံးတဲ့အရာကိုကာလုံစည်းဝေးမခေါ်သေးတဲ့အတွက်သူတို့လုံးလို့မရတာဖြစ်နေတယ်။နိုင်ငံအရေးကိုကင်တွယ်ဖို့ကာလုံအစည်းအဝေးခေါ်ယူဖို့ဆိုတာကိုတော့နိုင်ငံရေးသုံးသပ်သူဒေါက်တာရန်မျိုးသိန်းကအခုလိုတုံ့ပြန်ပါတယ်။အစိုးရ
တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်တွေကြားမှာတွေ့ဆုံဆွေးနွေးမှုကပို့ပြီးတော့လက်တွေ့ကျတဲ့ချဉ်းကပ်မှုမျိုးဖြစ်တယ်လို့ကျွန်တော်ကသုံးသပ်ပါတယ်။နောက်တစ်ချက်ကနိုင်ငံရေးပါတီတွေအနေနဲ့အကြံဉာဏ်ပေးတာသဘောထားပေးတာပါနော်နေရာမှာအစိုးရဘုဖွဲ့စည်းခြင်းကိုပြတ်ထားပါတယ်အဲ့တော့တိုင်းပြည်ရဲ့တို့အထွေတက်ဒီကာလမှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဟာသူ့တာဝန်ထမ်းမှာဖြစ်တဲ့အတွက်နော်ဒါအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရှိဝေးကိုခေါ်ပေးဖို့ကျွန်တော်တို့တောင်းဆိုတာပါရခိုင်ပြည်နယ်မောင်တောဒေသအကြမ်းဖက်တိုက်ခိုက်မှုနောက်ရှမ်းပြည်နယ်တွင်းကတိုက်ပွဲတွေမှာမြန်မာတပ်မတော်ကထဲထဲဝင်ဝင်ပါဝင်တိုက်ခိုက်နေသလိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်းလုံခြုံရေးကိစ္စကိုကင်တွယ်နေတာဖြစ်ပါတယ်။တပ်မတော်ရဲ့လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်တွေဟာကာလုံအစည်းအဝေးမခေါ်တာကြောင့်အကန့်အသတ်နဲ့ဖြစ်နေရတယ်လို့လည်းအမျိုးသားဒီမိုကရေစီပါတီသစ်ပါတီရဲ့ဥက္ကဋ္ဌဦးသိန်းညွန့်ကထောက်ပြပါတယ်။တပ်မတော်ကလူတွေကအခြေခံဥပဒေနဲ့ပတ်သက်ပြီးဝေဖန်တာထောက်ပြတယ်ဆိုတာဒါကတော့ကျွန်တော်အမြင်အရဒီမိုကရေစီနိုင်ငံရေးမှာဒါအကောင်းတဲ့လက္ခဏာလို့ကျွန်တော်ကမြင်ပါတယ်။ဒါပေမဲ့အဲ့လိုလုံဆောင်ချက်တွေဟာနော်အဲ့ဒီလိုသုံးသပ်ချက်တွေဟာနော်ယထာဘူတာကြပြီးတော့ကြောင်းကျိုးစီလျော်မှုရှိဖို့တော့လိုအပ်တယ်လို့ကျွန်တော်ကမြင်ပါတယ်။အဲ့ဒီလိုမဟုတ်ဘဲနဲ့နော်နိုင်ငံရေးအကျိုးစီးပွားအပါအဝင်ပေါ့လေအကျိုးစီးပွားရရက်နဲ့ဆက်ပြီးတော့နိုင်ငံရေးရပွဲလန့်လုံးဖြတ်ခင်းခြင်းနဲ့ပုံစံမျိုးဖြစ်မယ်ဆိုရင်တော့ဒါဟာနိုင်ငံရေးရအင်မတန်မှနော်မလုတ်တဲ့မလုတ်ထိုက်တဲ့ခြေလှမ်းတစ်ခုလို့ကျွန်တော်ကသုံးသပ်ပါတယ်ကာလုံအစည်းအဝေးခေါ်ယူဖို့တောင်းဆိုတဲ့နိုင်ငံရေးပါတီတွေဘက်ကတော့ကာလုံအစည်းအဝေးအမြန်ဆုံးခေါ်ယူပြီးဘယ်လိုဆောင်ရွက်ချက်တွေဆောင်ရွက်စေချင်တယ်လဲဆိုတာကိုတော့ရှင်းရှင်းလင်းလင်းအခုလိုနယ်မြေအေးချမ်းရေးနဲ့အပြစ်ရက်စဲရေးတွေအပေါ်မှာအရပ်သားအစိုးရရဲ့ကင်တွယ်ဆောင်ရွက်ပုံတွေကြောင့်နိုင်ငံရေးအကျပ်တဲပို့ပြီးတော့ကြီးမားသွားနိုင်တဲ့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးအမြန်ဆုံးခေါ်ပေးဖို့နိုင်ငံရေးပါတီတချို့ကတောင်းဆိုလိုက်ပါတယ်။နိုင်ငံအနောက်ပိုင်းကအကြမ်းဖက်မှုတွေအရှေ့ပိုင်းကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေအပါအဝင်နိုင်ငံတွင်းအကျပ်တဲတွေအတွက်ကာလုံအစည်းအဝေးခေါ်ပြီးဖြေရှင်းနိုင်မယ့်အလားအလာရှိပါသလားဆိုတာကိုတော့မသိင်္ဂီထိုက်ကစူးစီးတင်ပြပေးထားပါတယ်ရှင်။ရခိုင်ပြည်နယ်တွင်းကအကြမ်းဖက်မှုတွေတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့တိုက်ပွဲတွေနောက်ရန်ကုန်မြို့ကဖောက်ခွဲမှုတွေဆင်းရဲမွဲတေမှုတွေဟာနိုင်ငံတော်ရဲ့အထွေထွေအကျပ်အတည်းဖြစ်လာပြီးမို့ဒီအရေးကိုကင်တွယ်ဖို့အတွက်အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကာလုံကိုအမြန်ဆုံးခေါ်ယူပါလို့နိုင်ငံရေးပါတီ73ခုကပူးရဲကြေညာချက်ထုတ်တောင်းဆိုလိုက်ပါတယ်။တောင်းဆိုချက်ကိုပူးရဲထုတ်ပြန်ခဲ့တဲ့အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီရဲ့ဥက္ကဋ္ဌဦးသိန်းညွန့်ကအခုလိုပြောပါတယ်နော်တိုင်းပြည်အထွေတက်ပြီးဖြစ်နေပြီရခိုင်မှာကျွန်တော်တို့ရဲ့နေမြေတွေစိုးစိုးနိုင်တဲ့အထိအချုပ်ချာအာဏာကိုထိပါတော့မယ်အဲ့လိုပဲအရှင်းမြောက်မှာလည်းပြည်သူရဲ့အသက်အိုးရှိထိပါနေပြီရန်ကုန်မြို့တော်ကြီးမှာလည်းပောက်ကွဲမှုတွေဖြစ်နေပြီဒီလိုထွေတက်ပြီးအချိန်မှာအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီဆိုတာဖွဲ့စည်းပုံအခြေဟောင်းပြီးနေရာတစ်မှာပြ